မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Selly Global Channel ကနေဒီဇင်ဘာ16ရက်နေ့အတွက်နောက်ဆုံးရနုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။တန်တာမိုးတိမ်ကြောင့်လူပုံလေးမှစကားတခွန်းပြောပြီးစီအိုင်မန်နေထုတ်ပြလာတဲ့ဝလုံကားကြီးမိမတဲ့အခုလိုပုံမှားတွေကြောင့်ထောင်ထဲမှာ Justin Bieber နဲ့ပြန်တွေ့ရတော့မယ်ဖြစ်ဖြူထွေးတဲ့ရုပ်ရှင်စကားတွေအများကြီးရိုက်ခွင့်ရအောင်ကိုရွှေမန်းစနီဒေါက်တာဖူးပွင့်ခိုင်ကိုမီဒီယာရှိမှပြည်ပြင်ဖားနေလို့လူပြောများနေတဲ့တဲဆုငိမ့်တဲ့ရန်ကုန်ကအာကာသပြတိုင်းနေချင်းညချင်းနာမည်ကြီးသွားတဲ့နောက်ွယ်ကစစ်မြစ်ကြီးတဲ့အခုချိန်ထိနေထွတ်ရှိစားမထားတဲ့နောက်ွယ်ကအမျိုးသမီးလေးရဲ့အကြောင်းသတင်းပဲဖြစ်ပါတယ်ရှင်။တန်တာမိုးတိမ်အကြောင်းလူပုံလဲမှာစကားတခွန်းပြောပြီးစီအိုင်မန်နေထုတ်ပြလာတဲ့ဝလုံကားကြီးမိမဝလုံကားကြီးလိုပြည်သက်တည်ရဲ့နာမည်ပြောင်းပေးခံထားတဲ့ကိုရွှေမန်းရဲ့အမျိုးသမီးကတော့တန်တာမိုးတိမ်ကိုလူပုံလဲမှာစကားတခွန်းပြောခဲ့တာကြောင့်ဝေဖန်ခံနေရပါပြီ။တန်တာမိုးသိန်းနဲ့ရွှေမန်းရဲ့ဇလံဟာအလုံးတည်ပြီးသားအတိုင်းအပြက်ပြက်နဲ့နှာခေါင်းသွေးထွက်ခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာတော့ရွှေမန်းကအဲ့ဒီဆရာဝန်မနဲ့လက်ထပ်သွားခဲ့တာပါတန်တာမိုးသိန်းနဲ့မပြတ်ခင်မှာတဲ့ရွှေမန်းကဆရာဝန်မနဲ့တွဲနေပြီမို့လို့စနိုက်ကျော်ရင်းလို့ပြောလို့ရတယ်လို့မင်္ဂလာဆောင်ကန်ဒီမှာလေပြဿနာတွေအကြီးကျယ်ထပ်ပြင်လိုက်ပါသေးတယ်မျိုးရိုးကုံရာကြည့်မယ်ဆိုရင်ရွှေမန်းကနာမည်ရှိတဲ့ပရိုဂျူဆာတထေးကြီးဖြစ်ပြီးရုပ်ရှင်လောကမှာတော်တော်လေးရှိန်ဝါရှိပါတယ်တစ်ဖက်မှာလည်းဆရာဝန်မလေးကအတော်အသင့်ချမ်းသာပြီးပညာတတ်လူရန်စားမှုလိုက်ဖက်မှုရှိတယ်လို့ပဲပြောရမှာပါ။ဒါပေမဲ့လည်းတန်တာမိုးသိန်းကတော့လူလက်တန်းစားဘဝကနေမင်းသမီးဘဝရှောင်းအောင်စပွန်ဆာကူညီနဲ့ရုန်းကန်ခဲ့ရသူဖြစ်ပြီးဖခင်လည်းမရှိဆွေမျိုးလည်းမရှိတော့တဲ့တကောင်ကြွဖြစ်ပါတယ်။ရှိတဲ့အမေဦးကြီးကိုလည်းအသက်18နှစ်ကလေးကရရနီးနဲ့ရှာကျွေးပြီးစောင့်ရှောက်ခဲ့ရပါတယ်။ဒါကြောင့်တန်တာမိုးသိန်းကိုရွှေမန်းကပဲငွေကြေးရစောင့်ရှောက်ခဲ့ပြီးတန်တာမိုးသိန်းကတော့ရွှေမန်းကိုတကယ်ချစ်ပြီးလုပ်ငန်းပိုင်းတွေမှာကူညီပေးခဲ့တာပါတန်တာမိုးသိန်းနဲ့ရွှေမန်းတို့ရဲ့ဇလန်းကအမေနဲ့တောင်းလို့ဖြစ်သွားပြီးတန်တာမိုးသိန်းကငွေကြေးကနေစားပြီးလုပ်ငန်းပိုင်းမိဖက်ပိုင်းစီးပွားရေးမြောင်မြင်ပိုင်းပြင်ရွှေမန်းရဲ့ကျန်းမာရေးနဲ့စီးပွားရေးလူမှုရေးပေါင်းသင်းဆက်ဆံရေးအားလုံးကိုပါကင်တွယ်ဆောက်ရှောက်ခဲ့ပါတယ်မိသက်ဒီကလည်းဒီအကြောင်းကိုကြားတဲ့အခါရွှေမန်းကတန်တာမိုးသိန်းလိုထက်မြက်တဲ့မိန်းကလေးကိုတစ္ဆာဖောက်ပြီးဆရာဝန်မနဲ့ဖောက်ပြန်သွားတာလို့ပြောဆိုခဲ့ကြပါတယ်အခုတစ်ချိန်မှာတော့ဆီယံဝေမကတန်တာမိုးတိမ်ကိုသူမနဲ့နိုင်ရှင်ပြီးထက်မြက်တယ်လို့ပြောဆိုနေကြတာအတွက်တကွက်ပြလိုက်ပြီးပဲဖြစ်ပါတယ်။ဆီယံဝေမကတန်တာမိုးတိမ်ကိုလူပုံလဲမှာရှက်ခွဲဖို့အတွက်အစီအစဉ်တစ်ခုကိုလုပ်ခဲ့ပါတယ်။အဲဒါကတော့အနုပညာနဲ့မော်ဒယ်လောကတွေကတိမ်မြုပ်ပြီးလူတီနေတဲ့မိန်းကလေးတွေကိုပွဲထုတ်ပေးဖို့ပဲဖြစ်ပါတယ်။ဆီယံဝေမကအဆိုပါပြိုင်ပွဲကိုထက်မြက်ပြီးလှပတဲ့မိန်းကလေးတွေသာပါဝင်ခွင့်ရှိတဲ့ပြိုင်ပွဲလို့နာမည်တက်ကြီးညာခဲ့ပြီးအနုပညာလောကတွေကလူသိမ့်မသိတဲ့မိန်းမလှလေးတွေကိုရှင်ပြိုင်ကြဖို့ကမ်းလှမ်းခဲ့ပါတယ်။ဒါပေမဲ့လည်းတန်တာမိုးသိန်းကိုတော့လုံးဝဖိတ်ကြားခြင်းမရှိပါဘူး။ဒါပြင်ဆရာဝန်မကတန်တာမိုးသိန်းကိုပါမထီတထီပုတ်ခတ်တဲ့စကားတခွန်းပြောကြားခဲ့ပြီးအဓိကကတော့အနုပညာနဲ့ပဲထဲမှာထက်မြက်ပြီးလှပတဲ့အမျိုးသမီးလေးတွေကိုပွဲထုတ်ချင်တာပါ။တကယ်ကိုထက်မြက်တဲ့ဆိုတာဘလို့ရာမျိုးလဲပရိသတ်တွေကိုမြင်စေခြင်းနဲ့လှပတဲ့မျိုးသမီးတယောက်ဆိုတာဘလို့နေထိုင်ရလဲဘလို့ချစ်ခံပြီးတောက်ပနေလဲဆိုတာလဲပြခြင်းနဲ့လက်ရှိမှာအဲ့ဒီလိုမိန်းကလေးတွေကိုတားဂက်ထားပြီးတော့အလှပနဲ့အသားရည်နဲ့ပတ်သက်ပြီးဘ ഹു တုတရောရတာရောပေါင်းဆက်ထားတဲ့ game show တစ်ခုကိုအဓိကလုပ်ပေးထားပါတယ်ဒီထဲမှာပါဝင်တဲ့အလှပလေးတွေကအလှပရေးရနဲ့ပတ်သက်ပြီး game တွေဆောင်ရမယ်မိကုံမိတာတွေပြန်ပြရမယ်နောက်ဆုံးအမှတ်တွေပေးပြီးတော့ Apple Queen ရွေးချယ်သွားမယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဆရာဝန်မရဲ့ပြောစကားအရတန်တာမိုးသိန်းကိုမထက်မြက်ဘူးငါတော့မလာဘူးလို့ပြောဆိုနေတဲ့အကြောင်းဖြစ်ပြီးဒီအချက်ကိုပဲပြည်သက်တွေကအသေးပေါက်ခဲ့ကြတာပါဒါကြောင့်တချို့ပရိသတ်တွေဆိုရင်ထက်မြက်မှုနဲ့လှပမှုဆိုတော့ကိုကျင်တရားပေါ်မှာအခြေခံတာပါသူများရေးစားကိုတောင်းစနိုင်ပြီးလက်ထပ်လိုက်ရတာကိုထက်မြက်တယ်လို့မခေါ်ပါဘူးဝလုံးကားကြီးမိမရေလို့ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်ပရိသတ်ကြီးတို့ရောတန်တာမိုးတိမ်အကြောင်းလူပုံလယ်မှာစကားတခွန်းပြောပြီးဇီအိုင်မန်တွေကိုထုတ်ပြလာတဲ့ဝလုံးကားကြီးမိမအပေါ်ဘလို့တင်လဲဆိုတော့ comment မှာရေးပေးခဲ့ကြပါအောင်ရှင်အခုလိုပုံမှာတွေကြောင့်ထောင်ထဲမှာ Justin Bieber နဲ့ပြန်တွေ့ရတော့မယ်ဖြစ်တွေမင်္ဂလာပါပရိသတ်များရှင်ဖြစ်တွေရဲ့စမ်းထားတဲ့ခေတ်ကကုန်သွားပါပြီဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပါလျက်နဲ့ရိုင်းဆိုင်ဆုံးရတဲ့လုပ်ရတစ်ခုကိုမလီမစာပြုတ်မှုလိုက်တာကြောင့်မို့လို့ Justin Bieber ဟင်းမင်းသူနဲ့အတူတူထောင်ထဲကိုဝင်ရတော့မယ်နေထားမှရှောင်နေပါပြီဖြစ်ထွေးဆိုတာကအားလုံးသိကြတဲ့အတိုင်းလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါနဲ့လူငယ်ပြီးပွင့်လင်းစွာနေထိုင်တတ်တဲ့သူတွေတူပါဒါပေမဲ့အခုဖြစ်ပျက်ကတော့အမှတ်မတင်ပြုတ်လုပ်လိုက်မိတယ်ဆိုပေမဲ့သာသနာကိုကြီးကျယ်ထိပါစော်ကားသလိုမျိုးဖြစ်သွားခဲ့ပါတယ်
အချိန်မှလည်းဟိမင်းသူကဗုဒ္ဓဘာသာကိုပေါ်တင်ကြီးစော်ကားခဲ့တာကြောင့်မို့လို့သူ့ကိုသာသနာတော်ညှို့နှွမ်းစေမှုပုံမှန်295နဲ့တရားစွဲဆိုထားတာဖြစ်ပြီးတွေ့ရင်တွေ့တဲ့နေရာမှာဖမ်းမိလို့အားလုံးကကြွေးကြော်နေကြတာပါအဲ့ဒါဒီကြောင့်ဟိမင်းသူကအခုဆိုရင်ပြည်ပကိုထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပြီးတော့မြန်မာနိုင်ငံထဲကိုပြန်တော်ဝင်မလာရဲပါဘူးဖြူဖြူတွေကအဲ့ဒါကိုသိရင်သားနဲ့အမှန်မရှိတတိမထားမိတဲ့လုပ်ရတစ်ခုကိုထပ်မံပြီးပြုမှုလိုက်ပြန်ပါတယ်ပွဲတစ်ပွဲမှာတီးဆိုဖျော်ပြနေချိန်အောက်ကပရိသတ်တွေကနေကမျက်မှန်တချင်းတီးဆိုပြပါအောင်လို့သူမကိုတောင်းဆိုခဲ့ကြပါတယ်ဒါပေမဲ့လည်းအဲ့ဒါကိုဖြူဖြူတွေကအဲ့ဒီတချင်းတောင်းရမှာမဟုတ်ဘူးဒီတချင်းတောင်းရမှာဆိုပြီးနမောနမောဆိုတဲ့ဖျားတချင်းကိုဆိုပြလိုက်ပါတယ်ဒါပေမဲ့လေးလေးစားစားကောင်းကောင်းမွန်မွန်ဆိုတာမျိုးမဟုတ်ပဲလူရှင်တော်တွေပြက်လုံးပြက်တလုံးအပြောင်ပြက်ပုံစံမျိုးလေယူလေသိန်းနေနဲ့ဆိုခင်တဲ့ပြင်မျက်နှာမူရာကစားလို့ဖျားသချင်းကိုနည်းနည်းလေးမှတန်မိုးထားတဲ့ပုံမပေါ်ဘဲနဲ့ပြစ်စလက်ကလူရှင်တော်မူရာကြီးပဲလုတ်ပြနေကြတာပါဒါကြောင့်မို့လို့အချိန်ခဏလေးတွင်းမှာပဲအဲ့ဒီသတင်းကြီးကပြန့်နှံ့သွားပြီးတော့ပရိသတ်တွေအားလုံးကလည်းဖြူဖြူထွေးကတော့လက်ထိတ်စော်နေပြီဆိုပြီးတော့ထင်ကြီးတွေပေးကုန်ကြပါတယ်ဖျားတချင်းကိုမဲရွယ်ပြီးဆိုပြတာတကြောင်အဲ့ဒီလိုဆိုမိလိုက်လို့ပြန်လဲပြီးတောင်းပန်ခြင်းမပြုတာကတကြောင်လေးကြောင့်မကြခင်မှာသူလေသာသနာတော်ညှို့နှွမ်းစီမှုပုံမှန်295နဲ့ပဲအထဲဝင်ရတော့မဲနေထားပါအခုတီတော့သူမရဲ့ကောင်းမှာတောင်းပန်စာနဲ့ပတ်သက်တာဘာတစ်ခုမှမတင်သေးပဲနဲ့အစာစားနေတဲ့ဗီဒီယိုတွေကိုပဲရွှဲပြီးတော့တင်နေပါသေးတယ်ထရမ်မီဒီယာရဲ့ပြည်သက်ကြီးတို့ရောဖြူဖြူထွေးထပ်ပြီးဘာရင်ချင်းဆိုင်အောင်မယ်လို့ထင်မြင်မိကြပါသလဲ comment မှာပြောပြပေးခဲ့ကြပါအောင်ရှင်ရုပ်ရှင်စကားတွေအများကြီးရိုက်ခွင့်ရအောင်ကိုရွှေမန်းစနီဒေါက်တာဖူးဖွင့်ခိုင်ကိုမီဒီယာရှိမှပြည်ပြင်းဖားနေလို့လူပြောများနေတဲ့တဲဆွန်ကြီးအနုပညာလောကမှာထိတ်ဆုံးကိုရောက်ဖို့ဆိုတော့လမ်းကြောင်းတစ်ခုပဲရှိပါတယ်။တစ်ခုကနီနီလေးအိမ်တို့ကိုယ့်ရဲ့ချင်းတဲ့ကုန်းနိုင်ငံတကာထိပေါင်းမြောက်ဖောက်ထွက်တာဖြစ်ပြီးနောက်တစ်ခုကတော့ producer တွေကိုကပ်ပြီးဖားတာမျိုးတရုတ်ဆောင်လောကက producer တွေကိုပိုင်နိုင်အောင်ချင်းကပ်တာမျိုးပါပဲ။အားလုံးမြင်တွေ့နေရတဲ့အတိုင်းပါပဲတစ်ချိန်တည်းလာမယ်ပြိုင်ပွဲဝင်ခဲ့တဲ့နီနီလေးရင်ကတော့ဘသူကမှဖားရစရာမလိုလက်ရှိမှာတရုတ်ပြည်မကြီးကိုခြေဆန်းပြီးကိုရန်တော်ရီဝင်းရံကနိုင်ငံတကာစစ်မီကြော်ညာရီဆိုင်ကိုရင်ဘဝကိုအမြင့်ဆုံးချိန်ဟုန်နဲ့ဖြတ်တန်းနေပါတယ်ဒါသူမရဲ့ပင်ကိုရေးချင်းစွမ်းရည်ကြောင့်လို့ဆိုရမှာပါဒါပေမဲ့တစ်ဖက်မှာကြံခဲ့တဲ့တဲစုငိမ့်အတွက်ကတော့အခြေအနေမတူပါဘူးပြန်ပွဲပြီးစာကာလာတကူမှာနာမည်ရခဲ့ပေမဲ့ရေရှည်မှာရက်တည်ဖို့အတွက်သူမမှာအခက်အခဲတွေရှိလာခဲ့ပါတယ်ဖိတ်ကြားမှုတွေနည်းလာတဲ့အချိန်မှာကြောင်းပြန်တက်ရမလားလို့တောင်တွေးခဲ့ရတဲ့အခြေအနေပါဒီလိုကြက်တဲကာလမှာတဲစုညင်ကထွက်ပေါက်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်အဲ့ဒါကတော့ထိတ်တန်းရုပ်ရှင်ထုတ်လုပ်သူပရိုဂျူဆာကိုရွှေမန်းနဲ့ဇနီးတဲ့ဖူးပွင့်ခိုင်ပါပဲဒီနေရာမှာတဲစုညင်ရဲ့ပါနှက်မှုကိုချီးကျူးရမှာပါတာမန်မင်းသမီးတွေကပရိုဂျူဆာကိုတိုက်ရိုက်ချင်းကပ်လေးရှိပေမဲ့တဲစုညင်ကတော့ပရိုဂျူဆာကြောင့်ရတဲ့ပရိုဂျူဆာချစ်ဆုံးဖြစ်တယ်လို့မကြသေးခင်ကပူပူနွေးနွေးလက်ထပ်ထားတဲ့ဇနီးတဲ့ဒေါက်တာဖူးပွင့်ခိုင်ကိုပြစ်မှတ်ထားပြီးချင်းကပ်ခဲ့တာဖြစ်ပါတယ်အနုပညာလောကသတင်းရက်ကွက်ရဲ့အဆိုအရတဲစုငိမ့်ဟာဒေါက်တာဖူးပွင့်ခိုင်နဲ့အင်မတန်ရှင်းနေအောင်နေထိုင်ပြီးအမနဲ့ပါဇက်ကမချတဲ့အလိုလိုက်အကြိုက်ဆောင်ကပေါင်းသိနေတယ်လို့သိရပါတယ်အလုံးတည်တဲ့အတိုင်းကိုရွှေမန်းရဲ့ထုတ်လုံရေးမှာအရှင်က4နှစ်ကြာဘရင်မတပားလို့နေရာယူခဲ့ဘူးသူကတရုတ်ဆောင်တန်တာမိုးသိမ်းမှာကိုရွှေမန်းရဲ့ချစ်သူအောင်ဖြစ်ခဲ့တဲ့တန်တာမိုးသိမ်းဟာလမ်းခွဲပြီးနောက်ပိုင်းဒီနေရာကနေဖယ်ပေးလိုက်ရပါတယ်ဒီလစ်လက်သွားတဲ့နေရာကိုတဲစုငင်ကဝင်းရောက်စားထိုးဖို့ကြိုးစားရမှာချစ်သူအောင်လမ်းစဉ်ကိုမလိုက်ပဲလက်ရှိဇနီးတဲ့ချစ်တော်ညီမလေးလမ်းစဉ်ကိုရွေးချယ်လိုက်တာဖြစ်ပါတယ်။ရလက်ကတော့လက်တွေပါပဲ။အခုဆိုရင်ကိုရွှေမန်းစီစဉ်တဲ့ရုပ်ရှင်ကားကြီးတွေ game show စီစဉ်တွေမှာတဲစုငင်ကိုနေရာကောင်းကောင်းပေးလာတာကိုတွေ့ရပါတယ်။နီနီလေးလုံးနိုင်ငံသားမှမအောင်မြင်ပေမဲ့ပြည်တွင်းမှာတော့ထိတ်တန်းထုတ်လုပ်ရေးတစ်ခုရဲ့ပင်နိုင်မင်းသမီးနေရာကိုတဲစုငင်ရရှိနေပါပြီ။ပရိသတ်တချို့ကတော့တာဟာပြီးပြင်ပါတာပဲအရေးချင်းတက်မျက်နှာလိုမျက်နှာရလုပ်ပြီးနေရာယူလာလို့ဝေဖန်ကြပါတယ်အထူးသဖြင့်တန်တာမိုးသိန်းရဲ့ပရိသတ်တွေကတော့သူတို့မင်းသမီးရဲ့နေရာကိုအခုလိုနီးလန်းနဲ့ဝင်ယူသွားတဲ့ပုံမချေမနှက်ဖြစ်ကြပါတယ်ဒါပေမဲ့လက်တွေ့ပေါ်မှာတော့လက်ရောညီထွေနေနိုင်သူနေတက်ထိုင်တက်ပေါင်းတင်တက်သူသာနေရာရတယ်ဆိုတဲ့အတိုင်းတဲစုငယ်ရဲ့ရွေးချယ်မှုကအလုပ်ဖြစ်နေတယ်လို့ဆိုရမှာပါဇနီးတဲ့ဒေါက်တာဖူးပွင့်ခိုင်ကသဘောကျနေသေး၍တဲစုငယ်ရဲ့အမှုပညာလမ်းကြောင်းကဖြောင်ဖြူးနေအောင်ပါပါတကယ်တော့ဒါအမှုပညာလောကရဲ့မပြောရကြတဲ့လျှို့ဝှက်ချက်တစ်ခုပါပဲအရေးချင်းရှိုံနဲ့မရပဲဘသူကိုပေါင်းရမလဲဆိုတာဒီမှာနေရမြဲတဲ့ခေတ်ကြီးကိုရောက်နေပါပြီယခုကြည့်ရှုနေကြတဲ့သူတွေကရောကိုရွှေမန်းရဲ့ဇနီးတဲ့ကိုကတ်ပါပြီးအမှုပညာလုပ်တွေလုပ်ခွင့်ရနေတဲ့တဲစုငယ်ရဲ့လုပ်ရက်ကိုညံကောင်းတယ်လို့မြင်လားရန်ကုန်ကအာကာသပြတိုင်းနေချင်းညချင်းနာမည်ကြီးသွားတဲ့နောက်ွယ်ကဆင်းမြေကြီး
မင်္ဂလာပါပရိသတ်များရှင်မကြာသေးခင်ကာလကပင်ပြည်သူရင်မြင်းထဲမှာအာဂါသပြရိုက်ကြီးကိုခန္ဓာကြီးကျယ်စွာဖွင့်လှစ်လိုက်တာကြောင့်မို့လို့လူတွေရဲ့စိတ်ဝင်စားခြင်းတွေကလည်းအဲ့ဒီပုံမှာရုတ်တရက်ကြီးများပြားသွားကြပါတယ်ဘလောက်ထိတောင်မှလဲဆိုရင်အဲ့ဒီအာဂါသပြရိုက်တဲ့ကိုဝင်ရဖို့အတွက်မွေလီမီကောက်တန်းကြီးလိုမျိုးလူတွေများကြီးစုပြုံတန်းစီရတဲ့အထိဖြစ်သွားခဲ့တာပါစောက်ပွင့်ချက်တစ်ပတ်လောက်မှတော့လူသိမ့်မသိသေးတာကြောင့်အကျမ်းမစီခဲ့ပေမယ့်အခုဆိုရင်တော့အာဂါသပြရိုက်တဲ့ကိုဝင်ရဖို့အတွက်အနည်းဆုံး၄-၅နာရီလောက်တော့တန်းစီရမယ့်အနေအထားဖြစ်နေပါပြီ။ဝင်ကြီးကလည်းခြေခံလူရန်စားတွေကစားလို့တက်နိုင်တဲ့အနေအထားမျိုးလုပ်ပေးထားတာပါ။လူကြီးဆိုရင်1500ကလေးဆိုရင်1000ចောင်းသားလေးတွေဆိုရင်900လောက်ပဲယူပါတယ်။အထဲမှာကတော့ထက်ကပြန်လည်ပြင်ဆင်မမှတ်ပြီးအကောင်းဆုံးပြုလုပ်ထားတာပါ။စက်ကရိယာကြီးတွေစက်ကြောင်ဝလာဟင်းလင်းပြင်ကြီးတွေပြင်အပြင်မှာတကယ်သုံးပြနေတဲ့ဒုံပြန်တုံးကြီးတွေမကားပဲအာဂါသရှင်မူရီရဲ့ဝတ်စုံတွေအထိပါတကယ်စစ်မှန်မှန်ခင်ကျင်ပြီးပြသထားပါတယ်။ဓာတ်ပုံရိုက်ဖို့အတွက်အလားထားပေးထားတဲ့ကော်ဖီဆိုင်လိုမျိုးတော့မဟုတ်ပါဘူး။သူကအထဲမှာဆိုရင်လိုက်တရနည်းနည်းလေးအမောင်ကျတဲ့ဘက်ကိုသွားပါတယ်။အဓိကသူတို့ပြသခြင်းတဲ့နေရာတွေကိုပဲမိနီမီဝါစားတဲ့ဖြင့်မိအောင်စုံနဲ့ဆက်လိုက်ထုတ်ပြီးတော့ပြင်ဆင်ထားတာဖြစ်လို့ပါ။အထဲမှာကရုပ်ရှင်ရုံလိုမျိုးအခန်းတစ်ခုလည်းရှိပြီးတော့လူတွေကိုခုံနေနဲ့ကြာနနာထိုင်ခိုင်းကစက်ကြောင်လာကြီးကိုတကယ်မြင်တွေ့နေရတဲ့ပုံစံမျိုးဖြစ်အောင်လုပ်ပေးထားတဲ့ဝန်ဆောင်မှုတွေနဲ့အတူသမိုင်းကြောင်သေးစိတ်ကိုရှင်းပြတာမျိုးလည်းပါဝင်ပါတယ်။ဒါဆိုရင်ဒီအာကာသပြရိုက်ကြီးကဘာကြောင့်မို့ဖွင့်ပြီးခြင်းမှာနေချင်းညာချင်းနာမည်ကြီးသွားတာလဲ။ဒါတကယ်တော့နေရာအသစ်ဖြစ်လို့နာမည်ကြီးတယ်ဆိုတာတန်းသူ့ရဲ့သေးစိတ်ပြင်ဆင်ထားတဲ့အချက်တစ်ချက်ချင်းစီကြောင့်ပါ။အဲ့ဒီတက်ကိုရောက်သွားတဲ့အချိန်ဆိုရင်တရားမြန်မာနိုင်ငံမှာလားနိုင်ငံသားမှာလားဆိုပြီးတော့ရုတ်တရက်တွေးမိသွားမှသိကြပါပဲ။ဒါကြောင့်မို့လို့အာကာသပြတဲ့ရန်ကုန်နာမည်ကြီးနေတဲ့နောက်ွယ်ကစစ်မြေကြီးကတော့အရန်အစင်မြင့်ပြီးနိုင်ငံတကာနဲ့ရှင်မောင်တန်းတန်အောင်ပြုလုပ်ထားလို့ပဲဖြစ်ပါတယ်။ဒါဆိုရင်ပြည်သက်ချင်းတို့ရောသွားကြည့်ပြီးကြပြီလားနော်။ comment မှာအခြေအနေလေးကိုပြောပြပေးခဲ့ကြပါအောင်ရှင်။အခုချိန်ထိနေထွေရီစာမထားတဲ့နောက်ွယ်ကမြို့သမီးလေးရဲ့ချောင်းမင်္ဂလာပါပရိသတ်များရှင်နေထွကတော့အမှုပညာလောကတွေကိုဤမျိုးစုံနဲ့ထိုးဖောက်ဝင်ရောက်နေသူတူလို့ပြောရင်လည်းမမှားပါဘူးလွန်ခဲ့တဲ့နှစ်တီတုန်းကဆိုရင်ကက်ဆက်ဇလန်စီစဉ်နေမှာပင်နိုင်ပါဝင်တရုတ်ဆောင်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီတုန်းကလည်းတော်တော်လေးကိုအားပေးမှုတွေရရှိခဲ့ပါတယ်ခေတ်တဖြည်းဖြည်းပြောင်းလာတာနဲ့များအခုလို update နည်းပညာလောကကြီးထဲမှာလည်းသူကရှင်းပေါင်းတက်ပြီးတော့အစိုးအကတရုတ်ဆောင်စတဲ့နေရာတွေအားလုံးမှာ perfect number 1ဖြစ်နေတဲ့မင်းသားတူပါပဲသူ့ရဲ့တရုတ်ဆောင်ချက်တွေကအပိုလိုမရှိပဲအရှမ်းပြည်ပြင်းလို့စက်ကောင်ပေါင်းစုံနဲ့လိုက်ဖက်နေတာလည်းဖြစ်ပါတယ်အထူးသဖြင့်ကတော့ကျင်ဖော်ဇလန်တွေမှာစုပြည့်သစင်တဲ့အတူတူလင်မယားကာရိုက်တာကိုလိုက်ဖက်ညီအောင်တရုတ်ဆောင်နိုင်ခဲ့လို့ပရိသတ်ရဲ့အားပေးမှုကိုနှစ်ဆပိုမိုတိုးမြင့်ပြီးရရှိနေခဲ့တာပါဒါပေမဲ့နေတို့ကသူ့ရဲ့ခြေရင်းနဲ့ပတ်သက်လာရင်တော်တော်လေးကိုလျှို့ဝှက်မှုများနေဆိုတော့ပရိသတ်တို့တတိထားမိကြရဲ့လားသူဟာဆိုရင်ယနေ့အချိန်ထိစုပြည့်သစင်ကလွယ်လို့တခြားမင်းသမီးတွေနဲ့ရှစ်တာကိုသိမခံခဲ့ရပါဘူးအဲ့ဒီတော့ကတော့နေထုကပြိသက်တင်လိုက်ရှင်နေတာကိုလုံးဝလက်မခံတာကြောင့်စုပြည့်သစင်ကိုယ်တိုင်ကစာရီရေးတင်ပြီးတော့နောက်ထပ်ထပ်မရှိကြဖို့အတွက်ပြိသက်တီကိုကြားရဲကနေတောင်းပန်လိုက်ရတဲ့အထိပါပဲတကယ်တော့နေတို့ကသူ့ရဲ့ချေကိုကောင်မလေးကိုမမေ့နိုင်သေးတာပါအခုရပိုင်းမှာသူပါဝင်ရှိုက်ကူဖို့အတွက်သဘောတူထားတဲ့စကားနာမည်ကမေ31မှာဒီစကားရဲ့ခေါင်းစဉ်နာမည်ကြောင့်သူကတက်ကြွနဲ့ခေါင်းဆောင်မင်းသားနေရာကနေပြီးတော့ပါဝင်ကြလို့ဒါရိုက်တာကိုအားကျိုးမှန်တက်ပြောခဲ့ကြောင်းတွေကိုပရိသတ်ကိုအသိပေးလာပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီမေ31ကသူ့ရဲ့ငယ်ချေဦးကောင်မလေးနဲ့စတင်ပြီးတွေ့ဆုံခဲ့တဲ့နေ့ဖြစ်နေလိုပါတယ်အင်တာဗျူးမှာအဲ့ဒီຢာလေးကိုလှုပ်ကနေဖြေလိုက်မိတာကြောင့်သတင်းတွေနိုင်ရင်နဲ့အချိန်ဦးတွေကအခုလက်ရှိမှာကွဲကွာနေပြီဖြစ်ကြောင်းရီးဆောင်နေဖြစ်ပေမဲ့ဘော်ရာဒီလိုပဲဆက်လက်ခင်မနေကြောင်းကိုတစ်ဆက်တည်းမှာရှင်းဖွင့်လာခဲ့ပါတယ်။ဒါကြောင့်နေတုကအခုချိန်နေလေးမှာပဲသူ့ရဲ့ခြေဦးကောင်မလေးကိုရှင်ဘက်ထဲထည့်ထားရင်တခြားဘသူနဲ့မှမပတ်သက်တော့တာပါ။ဒီဗီဒီယိုကိုကြည့်နေကြတဲ့ပရိသတ်တွေထဲမှာနေထွေရဲ့ဖန်တွေရှိကြလားနော်သူ့ရဲ့ချီဦးဆိုတဲ့ကောင်မလေးကဘသူလဲဆိုတော့သိရသူရှိရင်လေ comment မှာပြောခဲ့ကြပါအောင်ရှင်